အားလုံးပဲမင်္ဂလာပါရှင်ခုတကြံကြပြီနော်ဘလို့များဖြတ်တန်းဖို့ရည်ရွယ်ထားတယ်ကျမကတော့လုံးဝ feeling မရှိတော့ဘူးဘာပဲပြောလေကျမတို့မြန်မာပြည်အတွက်တကြံကရက်ကြီးခါကြီးဖြစ်နေတဲ့အတွက်အားလုံးကိုစုမုံကောင်းတောင်းပေးမယ်နော်မင်္ဂလာတကြံနဲ့အတူကျမတို့ပြည်သူပြည်သားများအားလုံးရေလိုအေးမြပြီးအပူများကင်းစင်ရပါစေမကောင်းတော့တဘာဝဘေးဒဏ်အားလုံးမှရတတ်ပံအများကြီးကြွေကွင်းနိုင်ပါစေဒီနေ့ပေါ့နော်ကျမကိုအများပြည်သူတောင်းဆိုထားတဲ့ပြောစေချင်တဲ့စကားကိုလိုရင်းတူရှင်ပြောကြအများပြည်သူရဲ့အာယုံထဲမှာဇဝေဇဝါဖြစ်နေပြီဆိုရင်ကျမသာသူ့ရဲ့ရှူတောင်းသူ့နေရာကဖြစ်ခဲ့ရင်စရင်ကန်စရင်စစ်ကိုခေါ်ပြီးမှစရင်ရှင်းတန်းလုပ်ပြီးထုတ်ပြလိုက်တော့မယ်ဘာဖြစ်လို့ကျမအဲ့လိုအကြံပြုလဲဆိုတော့သူဟာအခြားမျိုးသမီးနဲ့မတူတဲ့အများပြည်သူရဲ့ချစ်ချင်းမေတ္တာနဲ့ယုံကြည်မှုအပြည့်အဝရထားတဲ့အမျိုးသမီးမို့လို့အဲ့လိုပြောတာကျမကိုပြောစေချင်တဲ့စကားတွေကအများကြီးပဲဖတ်မပြတော့ဘူးရုပ်ဆိုးပန်းဆိုးဝေဖန်ထားတာရဲ့တိတ်ခါကြစရာတွေဖြစ်နေတဲ့အတွက်ကျမခြုံပြီးပဲပြောတော့မယ်ကျမမှလည်းအသက်က54ရှိပြီထိုင်းငလင်ကြောင့်ကျမနေတဲ့ကွန်ဒို25လွှာနေပြီးတရက်ကိုအသက်အဆင်း3ချိန်လုတ်လိုက်ရတဲ့အတွက်ကျမကိုစိတ်ပိုင်းဆိုင်ရာကိုဘက်ထရီပြန်သွင်းရတော့မှာကွာအခုမှပြောပြီးလို့ကျမကိုစိတ်မဆိုးပါနဲ့နားလည်ပေးပါကျမချစ်စရာတာကောင်းနေအသက်အရွယ်ရနေပြီလေ54လေဂယုမဆိုင်တာမျိုးလုံးဝမပါဘူးနော်တကယ်ကိုစိတ်ပင်ပန်းသွားလို့ကျမရုပ်ကြည့်သိပါတယ်အကြည်ဓာတ်အပြည့်နဲ့အဲ့ဒီအကြည်ဓာတ်မျိုးကတရုပ်ဆောင်လို့ရတဲ့အရာမဟုတ်ဘူးနော်ဖះပေးမှတကယ်ရနိုင်တဲ့ဘွဲ့မျိုးပါသူ့ရဲ့လက်ထဲကိုရောက်သွားတဲ့ပတ်စံတွေအားလုံးဟာအများပြည်သူရဲ့ခစ်ချမ်းထဲမှာမနဲ့တနဲ့ရှာယူထားတဲ့ချွေနှဲစာတွေဖြစ်တဲ့အတွက်သူ့ကိုတန်တရားဝင်နေတဲ့ပြည်သူအများကိုသဘောပေါက်နားလည်လွယ်အောင်ကျမထောက်ပြမယ်ကျမတို့ပြည်သူကလည်းထမင်းစားတာဖြစ်တဲ့အတွက်သွားပြီးစဉ်းစားတွေးခေါ်လို့ရတယ်သူ့အတွက်လည်းပိုကောင်းသွားတယ်ပြောပြီးပြီနော်ကျမမဆုံးဖြတ်ပေးဘူးနော်ကျမလိုအသက်ကြီးပြီးအတွေ့အကြုံအများကြီးဖြတ်တန်းခဲ့တဲ့မိန်းမမျိုးတို့မဟုတ်အခုစိန်ရောင်းနေတဲ့ Elmon တင်းလိုမျိုးသမီးမျိုးအများကြီးလိုအပ်တယ်ကျမတို့ကချက်ချင်းမုန်းခြင်းမရှိဘူးနော်မနာလိုနေတာမျိုးရောရှိသလားလုံးဝမရှိဘူးဟုတ်တယ်နော်ဘာဖြစ်လို့လဲဆိုတော့ဖြတ်တန်းနေတဲ့ lifestyle ကမတူနေဘူးလေအဲ့ဒါအဖြစ်ပဲကျမကျင်လေဖြတ်တန်းခဲ့တဲ့ဒီဘဝကြမ်းကြီးပေးလာတဲ့သင်ခန်းစာဟာဒီအသက်အရွယ်မှာတော့လူတယောက်ကိုအကဲခတ်လိုက်ပြီးဆိုရင်အကြည်ဓာတ်ထွက်သလားလို့ကျမအရင်သုံးသပ်တာလူတွေရဲ့စိတ်ကအချိန်ခါနဲ့အမျှဖြစ်စဉ်ပေါ်မှာမူတည်ပြီးတော့လောဘဒေါသမောဟစက္ကန့်ပိုင်းအတွင်းသူပြောင်းလဲတတ်လို့လေဖျားမဟုတ်နေတဲ့ပုထုဇဉ်လူသားမို့လို့ဘသူမှညင်းလို့မရအောင်ကျမလည်းဖြစ်တတ်တယ်ဒါကြောင့်စကားကိုအလဲဆန္ဒပဲပြောသွားမယ်လူသားပီပီလွတ်သွားတတ်တဲ့အတိတရားကိုတတိပြန်ကပ်ဖို့လောက်ပဲတတိပေးနိုင်တာလူတွေမှာလည်းခက်တယ်သိလားတတိပေးတိုင်းတာဝင်တတ်တဲ့အုံနောက်ကရှိနေတယ်ဆိုရင်ကျမတို့မြန်မာပြည်မှာရှိတဲ့ဘုန်းတော်ကြီးတွေကအမြဲတမ်းတရားဘာဟောစရာလူတော့လေတရားယုံတို့ထောင်နေဆိုတာလည်းရှိတော့မှာမဟုတ်ဘူးလေဒါကြောင့်စကားထဲမှာစကားပါတာမျိုးပဲကျမပြောနိုင်တယ်အဲ့ဒါဘာအတွက်လဲအများပြည်သူတန်တရားကင်းပြီးဇဝေဇဝါမဖြစ်အောင်ခက်တာကျမတို့မြန်မာပြည်ထဲမှာရှိတဲ့တော်တော်များများလူကတစ်ဖက်ကဂျင်းထဲ့နေတာကိုတိနဲ့ငါနဲ့မဆိုင်ဘူးငါရှာမရှိခြင်းဘူးငါရမပြားခြင်းဘူးဆိုတဲ့လူတွေကြီးပဲဒါကြောင့်လေကျမတို့ကကိုယ့်ထမင်းကိုစားပြီးဆရာကြီးထွက်လို့ဆရာဘာအကြောင်းမှမရှိဘူးဘဒုအတွက်လဲကျမတို့မြန်မာနိုင်ငံကပြည်သူတွေအတွက်ဒီလိုအမှန်ကိုပြောရဲဆိုရဲတဲ့လူတွေအများကြီးလိုအပ်နေသေးတယ်စပြောမယ်နော်မာရပါရင်ထောက်ပြပါဖလဲမယ်အရင်ကတော့အလူငွေတွေအားလုံးကိုမပြောဘူးဒါပြီးခဲ့ပြီးသားမို့အခုဒီငလင်မှာအများပြည်သူရဲ့စိတ်ထိခိုက်မှုအတိုင်းတာနဲ့တနာကျင်နာတဲ့မေတ္တာစိတ်နဲ့ငွေအားဟာလဲအဲ့ဒီအရှိန်နဲ့မြင့်တက်လာပြီးတော့တိမ်ပေါင်းဂရေဂရာတွေဖြစ်ကုန်တာပေါ့ကျမတို့ပြည်သူတွေကဘာကြောင့်တခဏတည်းသူ့ကိုလွဲတယ်လဲရှင်းရှင်းလေးပဲယုံကြည်လို့မေတ္တာရှိလို့အားလုံးကထမင်းစားတာလေလက်အတယောက်မှမပါဘူးအဲ့ဒီမေတ္တာစိတ်ကြောင့်သူ့လက်ကိုငားပြီးစစ်လူလိုက်တဲ့သဘောသူပန်ထားတာတွေဝတ်ထားတာတွေဆင်ထားတာတွေကျမတကယ်မသိခဲ့ယူအမှန်ဒါကြောင့်သူ့တန်ဖိုးကိုကျမမပြောတတ်ဘူးအခု online မှာတက်တဲ့အထောက်ထားတွေနဲ့ထောက်ပြလာတဲ့အဲ့ဒီချက်တွေကြောင့် brand ယူနေတဲ့ကျမသားကြီးကိုမေးလိုက်တယ်အဲ့ဒါတွေကဘလောက်တန်ဖိုးရှိသလဲဆိုတော့ကျမသားကြီးကပြောတယ်အစ်စ်ဖြစ်ခဲ့ရင်တန်ဖိုးမနှဲဘူး तू ကအမှုပညာရှင်မင်းသမီးဒါပေမဲ့အရန်နာမည်ကြီးတဲ့အမင်းသမီးထဲမှာမပါဘူးတဲ့ तू ရတဲ့အမှုပညာရှင်ကြီးနဲ့ဒီပစ္စည်းတွေဝယ်နိုင်သလားဆိုတာကျမမပြောနိုင်ဘူးကျမလည်းမသိဘူးသူ့ရဲ့အမှုပညာကြီးဘယ်လောက်ရတယ်လဲရလာတဲ့အမှုပညာကြီးနဲ့ဒီပစ္စည်းတွေကိုဝယ်နိုင်သလားဆိုတာရုပ်ရှင်လောကအမှုပညာလောကဒါပဲပိုသိတယ်ကျမကစီးပွားရေးသမားပတ်စံကိုတမာအစီဝနဲ့ရအောင်စူးစမ်းပြီးရှာမယ်ပြီးရင်စားမယ်တောက်မယ်ပိုတာကိုလူမယ်အလမွန်တင်းပြောတဲ့စကားကိုသုံးပြစီစီလူးတဲ့လက်စီပေတတ်တယ်စားတာတောက်တာသွားတာလာတာကလေးအတွက်အရာရာအားလုံးကိုလက်ခံလို့ရတယ်ကို့အတွက်နည်းနည်းပါးပါးဖယ်ပြီးအသုံးချလိုက်တာကိုလည်းလက်ခံလို့ရသေးတယ်
အများပြည်သူကလည်းဒါကိုလက်ခံပေးရမယ်ကျမဆိုလိုတာကနက်နက်ပပကိုပြောတာကိုကြီးကိုတာကို့အပေါ်မှာမွန်းမှန်တာများသွားတဲ့အခါကျရင်ခုလို့မျက်စိတောက်ထောက်ပြီးထောက်ပြစရာတွေပေါ်ပေါက်လာစေတာပေါ့